ခံကြပါဘူးနော်တနည်းကတော့ဒီဟိုအခါတော့စဆဆိုရင်ဘုံမျိုးလာပေါ့အောင်စမှာကတော့အစောဖတ်ပြီးတော့ဒီတော့ဒီတော့ဒီမှာလာပါတော့အားလုံးမင်္ဂလာပါစီးလို့ကျွန်တော်တို့ချစ်တော်များပြီးကြောင်းပို့စာပေးနေကြည့်ဖို့ဘယ်အဖြစ်တည်လာလဲဆိုတော့ကျွန်တော်အနေနဲ့မိတ်ဆက်ပေးခြင်းပါလေကျွန်တော်ချစ်တော်များပြီးကြောင်းပို့စာပေးနေကြည့်ဖို့ဘယ်ကနေလာခဲ့ကြလဲဆိုတော့ချစ်တော်များပြီးကြောင်းဆိုတော့ဒီထဲထဲရောက်လာတဲ့ဒီရှစ်ကြောင်းလို့မှာမြန်မာအောက်ကမ္ဘောဒီးယားစရှိတဲ့ရှစ်ကြောင်းလို့မှာတွေကိုထိုင်းစာအင်္ဂလိပ်စာပွဲတော့တင်တယ်လို့ဖန်ပြီးကြောင်းကျွန်တော်တို့အဖွဲ့အစည်းအကြောင်းလာပြကြတဲ့ပို့ပို့ကျောင်းသားတွေစုဖွဲ့ထားတာဖြစ်တယ်ချစ်တော်များဖြစ်ကြောင်းပို့စာပေးနေခြင်းကိုအဖွဲ့အစည်းပြီးတော့လွန်ခဲ့တဲ့နှစ်လောက်ကရတာနဲ့အတူဟိုလေပွဲချင်းပါချင်းပထမဆုံးချိန်ပွဲချင်းပါချင်းဖြစ်ပါတယ်ပြည်ချုံမှုနေတာတွေရောက်တော့နောက်လိုက်ရောခေါင်းဆောင်ပိုင်းဒီစီမံခန့်ခွဲမှုအားနေပိုင်းတော့ဒီကနေ့ကျွန်တော်တို့ဟိုတော်တော်များစီမံပြေတာတွေရှိခဲ့တဲ့အတွက်ကြောက်လာတဲ့ပြည်သားအားလုံးကိုကျွန်တော်အနုနုတောင်းပန်ပါတယ်ဒီကျွန်တော်တို့ပို့စာပေးတဲ့တင်နန်းကိုဘာကြောင့်လဲဖွင့်လှစ်ခဲ့ရတယ်လဲဆိုတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာရောက်လာတဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ရောပဲဒီတခြားကျွန်တော်ပို့ကြည့်ပေးလည်းမဟုတ်ပါဘူးတခြားမြန်မာတွေရောမော်တွေရောကင်းတွေရောဘယ်လိုတွေဖြစ်လာကြလဲဆိုတော့ဒီကျွန်တော်တို့လုပ်ငန်းခွင်ပဲဖြစ်ပါဒါကျွန်တော်တို့ပို့စာပေးတဲ့ကြားတဲ့ကလေးတွေကိုကျွန်တော်တို့ဒီမှာပြောတခြားတိုင်းသားတွေလည်းဒီတိုင်းပါပဲကျွန်တော်ပြောချင်တာကလည်းဘာသာစကားပဲစာပေနဲ့တင်ရမယ်တခြားဘာသာစာပေတင်ရမှာလို့အဲ့လိုပြောတာဟုတ်ပါတခြားဘာသာစာပေဘာသာစကားကိုပြေချောက်အဲ့လိုမျိုးကြည့်ရတော့ပြီးတော့ဒီနေ့လုပ်တဲ့နေရာမှာကျွန်တော်အစပိုင်းတော့ပြောစရာတော့အစီအစဉ်တွေပြောအချင်းတွေပြောမှာတော့အခုကျွန်တော်ပြောတာဖြစ်တယ်အခုဒီနေ့ကျွန်တော်တို့စီစဉ်နေတဲ့ဒီမှာကျွန်တော်တို့တဲ့ဖြစ်ပါတယ်ဒီဒေသမှာလည်းဒီလိုနဲ့အဲ့ဒီကူညီအများကြီးရတယ်ဒါပေမဲ့ကျွန်တော်တို့ပြောပါမယ်ကျွန်တော်ကလေးတွေကသူကအောင်တော်ရပါတယ်ကျွန်တော်လည်းဆက်မှာကိုနေတယ်အဲ့တော့ဘယ်လိုလဲကျွန်တော်စီစဉ်ရမယ်ကျန်တဲ့ဒီကဒီငယ်ကိုကျွန်တော်မရှိတဲ့ချမ်းသာရတယ်ဖေးဝင်တာအဲ့တော့ဒီဘွေးရကျွန်တော်တို့မြန်မာနိုင်ငံနေဘူးလို့ကိုစားပြလို့ပြောနေတာမှာအဲ့တော့ကျွန်တော်တို့ဘယ်ခဏပေးနေချင်တယ် 产品的，一些产业的地产产品呢，工作部门一开年的比不用考虑，原来营业的一天生啊，一两头啊，你买用的工作不用买，开年的比两不用考是目标。开年的地嘛，我要这个往别处贵的是吧？你看那个嘛，我要别处贵的那个哪？你看你，开年的你不如员工嘛，你不嘞？你说拿回来没有那个是吧？完了拿了，不理的起了，应该的起了。你妈嘞，你看你那边，没办法，我嘛，你看你来到应该的，你看你不如员工办那个，你看你跑那个啊，连那个里头呢，那里对，俺跑那边对的，跑那个八路的。啊，那你过来这儿呢哈，你看嘞，啥嘞？好呀嘞啊，好，你就干那个哈，你给我就干了。ยังถูกการทำงานเลยสมัครเราของวัดสวนအစီအစဉ်လေးရကျွန်တော်ကျောင်းဖြစ်သွားတဲ့ကျောင်းသားတို့ချင်းစီကိုအောင်လို့ရပေးရတဲ့အစီအစဉ်ဖြစ်ပါတယ်။အောင်လို့ရပေးဖို့အတွက်ကျောင်းသားများအားလုံးတန်းစီပြီးတော့စင်ပေါ်ကိုတက်ပြီးပြထားရခါပါခင်ဗျာ။ရင်တော်လူသားကြီးကြောက်သားမှုပြီးအောင်လည်းမဆိုတော့လူသားကြီးရဲ့ခါနာစုကြည့်ဆိုတော့ဥပမာကျွန်တော်အားလုံးကိုလည်းဒီပေးပါဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းဒီကတော့အရင်ကပါပါခင်ဗျာ
Thank you.
ဟုတ်ကဲ့နော်ကျွန်တော်တို့အရှိမထားဖို့ရမယ်ဆိုရင်ကျေးဇူးပြုပြီးထိုင်ပြီးရပြီတော့နော် ကားနေတဲ့အချိန်မှာကျွန်တော်ကားနေတဲ့ကလေးတွေကိုနောက်ဆက်ဖြစ်မှာစိုးလို့ပါโอเคအားလုံးလွတ်လွတ်လပ်လပ်ပြောရွှေ့ရွှေ့ sequence ရှိလေးပါဗျာစီစဉ်တဲ့တော်ညီငယ်ညီမတွေအားလုံးကျေးဇူးထိုးရတဲ့ရှိပါတယ်ညီငယ်ညီမတွေကိုဒီပေးရှင်တဲ့လူရှင်ပေးနိုင်ပါတယ်ဆင်အောင်နေပြီးတော့နော် ဝက်ချန်